妈吃的哈嘎搞么搞么 ready 不呀呢 OK 啦ငါ့အိမ်မှာလေချမင်းလာစားပါလားနေရင်ဘာဟင်းချက်လို့လို့ဩငါမိချက်တယ်လေချက်စီသမင်းချက်တာလေဩငါချက်စီသမင်းတိုက်တာနဲ့တော့ပဲတော့မယ်လက်စားဟမယ်可怜的这没啥没嘿ဟဲ့စားကြကြလေဟုတ်တယ်ဒါတတိချက်ထားတာကြက်စီထမင်းဒီမှာဒါကြက်ကို air fryer လေးနဲ့กินထားတာဒီမှာကြက်စီထမင်းဒါသီစားတရက်သီးလေးရယ်သမီးတို့ကမမကိုတစ်ခုလုပ်ပေးရမယ်မမချက်တဲ့ဟာကကောင်းမကောင်းမ ready ပေးရမယ် Okay သမီးတို့စားပွားရင် ready ပေးမယ် okay တက်တဲ့ချမင်းနဲ့တသားလေးอ่ะချစ်ထိုလေးပြောတသားလေးရတယ်ပြောတယ်အဲ့တော့ဒီက rating ဘယ်လောက်ပေးမလဲဆိုတော့7 out of 10ပေးမယ်အမေ rating ပေးရမယ်ဆိုရင်ဒီချက်စီချမင်းအနယ်လေးကမှုရင်းများပဲနောက်ပြီးလို့ရှိရင်လေဒီချက်သားရဲ့အရသာလေးပျော့လေးနဲ့စားလို့လည်းကောင်းတယ်9 out of 10လို့ပဲပေးတယ်မိစားဖို့တမရရင်မှာဒီချက်စီချမင်းအကောင်းဆုံးပဲလို့ပဲထင်တယ်အမလေးအခုမှပဲချက်အတူနှက်သွားတော့တယ်အခုချက်ကျွေးတဲ့ကြက်စီထမင်းကကလေးတွေစားမှာဆိုတော့ကလေးတွေတီးတန့်သုံးတဲ့ကြက်သားမုတ်ဒါ 100% ကြက်သားမုတ်နော်ကြက်သားမုတ်ရဲ့ကလေးစားတဲ့စားပန်းရောင်စားကိုထည့်ချက်ထားတာပါဒီနှစ်ခုအဝယ်ခြင်းနဲ့ဆိုရင်ရေမိုးစဲတိုင်10လမ်းမော်ကျွန်းမှာလာဝယ်လို့ရပါတယ်နောက်ပြီးတော့တီတို့ဆိုင်မှာဒါသားကလေးလေးတွေအတွက်ကိုအားဖြင့်ဆန်ညအားဖြင့်ဆန်ရဲ့ပဲမျိုးစုံရတယ်နော်ပဲနီလေးရမယ်ပဲဝါရမယ်ပဲအယောရမယ်အစုံရှိပါတယ်